မမြဲတဲ့သဘာဝတရားကိုဆင်ခြင်စဉ်းစားလိုက်တာနဲ့တပြိုင်နက်တွေ့တာမှုမှန်သမျှကိုလျှော့ချနိုင်သွားတယ်။အိုးငါတွဲနေလို့လူချင်းတွဲရင်လေတနေ့ကျတော့ခွဲရမှာပစ္စည်းဥစ္စာတွဲရင်လေသင်္ခါရဆိုတာဘယ်မှမမြဲဘူးဆိုတဲ့အတွေးနဲ့ဆွလန်းမှုတွေတွေ့တာမှုတွေကိုလျှော့ချတယ်။လောကကြီးကမမြဲဘူးဆိုတာကိုအချိန်တိုင်းတောင်လေးတစ်ခုအတွင်းမှာပဲလက်ဖြစ်တည်းအချိန်တော့တူတောင်းတဲ့အချိန်လေးပဲဖြစ်စေကိုတယောက်တည်းနေတဲ့အချိန်လေးမှာစဉ်းစားလိုက်ပါဝိပဿနာဉာဏ်လေးဖြစ်အောင်ငါဟာတဖြည်းဖြည်းဥမင်းလာတယ်နော်ငါမှလည်းသိခြင်းသဘောရှိတယ်သိခြင်းတရားကိုငါမလွန်ဆန်းနိုင်ဘူးနေ့စဉ်ငါတဏ္ဍမှာရှိတဲ့ယုတ်တိနတ်နဲ့ဟာအလုံးဟာပြောင်းလဲနေတဲ့အရာသာဖြစ်တယ်ငါနဲ့ငါပတ်ဝန်းကျင်မှာရှိတဲ့သင်္ခါရတရားအလုံးဟာလည်းဘယ်ရာမှမမြဲဘူးအလုံးပြောင်းလဲပြီးနောက်ဆုံးပျက်စီးရမှာဖြစ်တယ်ဆိုတဲ့ဒီအမြင်ကလေးကိုယ်တဏ္ဍမှာရအောင်ဖြစ်အောင်ဒီအသိဉာဏ်လေးဖြစ်အောင်ကြိုးစားလိုက်ပါဆွလမ်းမှုတော်တမှုတွေကိုလျှော့ချနိုင်လို့ရှိရင်ရင်ထဲကတောကလည်းရောကျသွားမှာပဲဖြစ်တယ်ဒါကြောင့်ဝိပဿနာကုသိုလ်ကပုံမြတ်တယ်နိဗ္ဗာန်ဆိုတဲ့အငြိမ့်ထက်နဲ့အလွန်နီးသွားလို့မဲ့ကုသိုလ်ကိုရနိုင်တဲ့လမ်းကြောင်းဖြစ်လို့ဝိပဿနာကုသိုလ်ဒီအကောင်းဆုံးကုသိုလ်လို့ဒီလိုဝေလမသုတ္တမှာဟောတာဖြစ်တယ်